ကဲတာကြီးတို့ event ရောဆော့ပြီးကြပြီလားဒီ update မှာပေါ့နော်ဒါလောလောဆယ်မှာတော့တော်တော်လေးစော့ကောင်းနေတဲ့ update လေးတစ်ခုပေါ့နော်ဘာလို့ဆိုရင်ဒီ update မှာထူးခြားချက်တွေလည်းအများကြီးရှိရပေါ့နော်ပထမဦးဆုံးပြမယ်ပေါ့နော်အိမ်မှာအိမ်အောက်နာလေးမှာဝိုင်းပြထားတဲ့နေရာမှာတွေ့ရတဲ့အတိုင်းပဲ scale လေးနှစ်ခုရှိရပေါ့နော်ဒါကဘာလဲဆိုရင်တော့movement speed ပေါ့နော်ဒီ event ထဲမှာရှိနေတဲ့တောက်လျှောက်အတော်တွေမှာ movement speed ကကြတော့မြင်နေလိမ့်မယ်ပြီးနောက်တစ်ခုကကျတော့ height jump ပေါ့နော်အဲ့ဒီလိုမျိုးအမြင့်ကနေပြီးတော့မှခုန်ချတဲ့အချိန်တွေမျိုးမှာကိုယ့်အပေါ် damage ထိတာတွေကိုတော်တော်လေးကို short ပေးထားတဲ့ဟာလေးတွေသူထည့်ပေးထားတာပေါ့နော်ဒါ movement speed ကလည်းမြန်နေမယ်ပြေးရလေးမှာတတိထားမျိုးရှိမယ်ပေါ့နော်ဒါပုံမှန်ထက်ပို့ပြီးတော့ပြေးတာမြန်နေတာမျိုးကိုတွေ့ရမှာပေါ့နော်ဒါ speed boost ထားတယ်လို့မျိုးဖြစ်နေလိမ့်မယ်နောက်တစ်ခုကကျတော့အဲ့လိုမျိုးအပေါ်ကနေပြီးတော့ပေါ့နော်ဘယ်လောက်ပဲအမြင့်ကနေခုန်ချပုံမှန်ဆိုရင်သွေးရောတဲ့အနေထားမှာအခုကတော့အမြင့်ကနေခုန်ချတဲ့အချိန်ကိုသွေးရောတာပေါ့နော်ဒါသူတို့ဘယ်လိုshort ပေးတဲ့ဟာလေးထည့်ထားပေးရပါတော့အဲ့နှစ်ခုလေးထည့်ထားပေးတယ်ဒါပေမဲ့ this case တွေကတော့ဒီ event ထဲမှာစောင့်နေတဲ့အချိန်လေးတစ်ခုပဲတွေ့ရမှာပေါ့နော်အဲ့ဒီဒီမှာအခုဆိုရင်ဒါ movement speed မြန်သွားတွေ့လားအဲ့လိုမျိုးလေးဒါတော်တော်လေးupdate လေးကတော့လောလောဆယ်မှာတော့ဒီ skills လေးတွေကတော့တော်တော်လေးအဆင်ပြေရပေါ့နော်နောက်ပြီးတော့ကိုရီးယားကျတော့ဒီလောလောဆယ်ဒီဟာလေးတွေနဲ့နောက်ထပ်ကိုပိုင် skills တွေအနေနဲ့ကျတော့ဒီတနက်ပစ်တဲ့အထဲမှာပေါ့နော်ရွေးယူထားတဲ့ skills တွေအဲ့ဒါလေးပဲရွေးထားတယ်အဲ့ဒီတနက်ပစ်တဲ့ skills ကတော့အနောက်မှာထပ်ပြီးတော့ပြောပြပေးရပေါ့နော်ဒါလေးကတော့ပေါ့နော်ဒီ Gans ကဒီ S ranking ကိုဘယ်လိုမျိုးတက်သွားလဲဆိုတဲ့ဟာလေးပေါ့နော်ဒါပြီးရင်ဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရှိမလဲဆိုတာကိုတစ်ချက်ပြပေးမယ်ပေါ့နော်အရင်တော့မိုက်တဲ့ဒါကြည့်ဒါပတာဆိုရင်ပထမဆုံးဒါဒီS ranking ထဲကိုဝင်သွားတဲ့ player ပေါ့နော်ဒါအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ကဒီပထမဆုံးဒီမှာ S ranking ကိုပထမဆုံးရောက်တဲ့သူကလေသူတို့ဘေဘုံမှာတင်ပေးရသီလားဘေဘုံဆိုတာတဲ့အဲ့ကြော်ညာစာရွက်မှာတင်ပေးရအဲ့ကြော်ညာစာရွက်ဘယ်နေရာမှာလဲဆိုတော့တစ်ချက်ပြန်ပြပေးမယ်ဒါလေးကတော့အခု update မှာအသစ်ထွက်ရှိလာတဲ့ show off emote လေးတစ်ခုပေါ့နော်သူကတော့ rapid strike ဆိုတဲ့ဟာတော့ကိုရီအထင်ကတော့စောနာဒီ S ranking ကိုပထမဆုံးဝင်သွားတဲ့ပတ်သက်ပြီးတော့များပေးထားတဲ့ emote လာတော့မသိဘူးပေါ့နော်ဘာလို့ဆိုရင်သူကနောက်ထပ်ဒီမှာ eliminator emote ကလည်းသူထပ်ပေးထားသေးရဆိုတော့စောနာဟာကြောင့်အဲ့ S ranking ကိုပထမဆုံးရောက်သွားလို့ပဲပေးထားတဲ့ emote ပဲဖြစ်လိမ့်မယ်လို့ထင်နေပေါ့နော်အဲ့လိုပဲထင်နေမိုက်တယ်တော်တော်မိုက်တယ်တဘေးကကားတိုက်သွားလို့အောက်ကစားထပ်မဖတ်လိုက်ရအောင်ကဲဒါတွေကတော့ဒါအရှိမတွေ့ရမှာပေါ့နော်ကိုရီပထမအဆုံးတော့ဒီ S rank ထဲကိုS rank ကို S ranking ကိုရောက်သွားရပေါ့နော်အဲ့ဒါကြောင့်မလို့ဒါသူတို့ဒီဘေဘုတ်မှာသူတို့ဒီplayer ရဲ့ character ရောနာမည်ရောသူတို့တင်ပေးထားရပေါ့နော်ဒါဘာလို့ဆိုတော့နောက်ဝဲမှာကိုရီးယားတတိထားမိတာတခြား enemy ကဒီဘေဘုတ်မှာရှိနေတော့မှအဲ့တော့မှတတိထားမိတာသူကဒီပထမအဆုံးတော့ S ranking ကိုရောက်တဲ့ပထမအဆုံးသူကဒီကြော်ညာပုံမှာသူတို့တင်ပေးရပေါ့နော်အဲ့လေးကိုပြောပြတာပါအရင်မိုက်ပါတယ်ကျွေးလို့ရရပါတော့ဒါတွေကတော့ event ထဲမှာစီးလို့ရမယ်နောက်ထပ် short လေးတစ်ခုပဲဖြစ်ပါတယ်ကိုပေါ်တိုင်းနဲ့အတူတူevent လေးသိမ်းပြီးတော့ပျော်ပျော်ပါပါလေးစီးလို့ရရပါတော့နောက်တစ်ခုကတော့ဒီနေရာလေးပေါ့နော်ဒီနေရာလေးကတော့ကိုရီဒီအရှိမတောက်လျှောက်ဆော့ခဲ့တဲ့ events တွေအကုန်လုံးဒါ memories collection လုပ်ပြီးထားသလိုမျိုးပဲပေါ့နော်ဒါအချက်ဝင်သွားရင်တော့ဒါအရင်ကိုရီဆော့ခဲ့တဲ့တခြားလုံးဒါ memories တွေကိုပြန်ပြီးတော့တတိယပြီးတော့လမ်းဆော့နေအောင်လို့များဆန်းလုပ်ပြီးလိုက်တာလားမသိဘူးပေါ့နော်တကယ်ကိုအလွမ်းမပြေပါဘူးလို့တတိယရယ်ပေါ့နော်လုပ်ပြီးထားရတာကျေးဇူးလည်းတင်ပါတယ်အခုဒီ clip လေးမှာပြောမယ့်ဟာလေးကတော့ skills တွေအကြောင်းပေါ့နော်ဒါပေမဲ့ကိုရီယူထားတဲ့ဟာကကျတော့ဒီမှာအပေါ်မှာမြင်တဲ့အတိုင်းပဲဒါကိုရဲ့ skill အဆင့်က S ဖြစ်နေပေါ့နော်ဒါ S rank ကိုဖြစ်နေပြီဒါကဘာလဲဆိုရင်ကိုရီကenemy ကို damage ပေးတိုင်းမှာ enemy ကိုပစ်တိုင်းမှာကိုရီရဲ့သူ့ HP ပေါ့နော်ပြန်ပြီးတော့တက်အောင်လို့ပေါ့နော်အဲ့လိုဟာလေးကိုရွေးထားတယ်ကိုရီကလည်းဒါပြီးတော့ဒါ level max ပေါ့နော်ဒါ S rank ရောက်နေပြီဆိုတော့ဘယ်လိုမျိုးတွေတွေးတက်လဲဆိုတာကိုဒါတစ်ချက်လောက်တော့ကြည့်မယ်ပေါ့နော်ဒါအခုဆိုရင်တောက်လျှောက်အရှိမပြစ်ခဲ့တဲ့အတိုင်းပဲဒါဘလို့မှဒါတွေးတောင်မဟိလိုက်ရဘူးပေါ့နော် enemy တောက်လျှောက်ပြစ်တယ်ဒီမှာထပ်တော်တယ်ထပ်ပြစ်တယ်သူရတောက်လျှောက်တက်တယ်နော်သူ့အခုတွေးဟိဖို့လို့နေတာမေ့ပါဘူးနော်ဒီမှာသူထပ်ပြစ်တယ်ဒါတွေးရတာတွေးလားတွေးတက်တာလည်းမြင်နေတယ်ပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့ဒါလေးကတော့မစိုးလို့ထင်တယ်တွေးနေတိတ်တော့တွေးမဟိရဘူးပေါ့နော်ဒါလေးကတော့တကယ်ကြိုက်တယ်လက်ရှိမှာတော့ဒါလေးတစ်ခုပဲလောလောဆယ်သုံးဖြစ်နေတယ်ပေါ့နော်
အဲ့ဒါလေးဟိုတစ်ချက်ပြောပြပေးတာဒါတော်တော်လေးကိုအဆင်ပြေတယ်ဘာလို့ဆိုရင်ကိုကကိုကျန်းနေရုံးနေဆိုတဲ့ခေါ်တာကြီးဒါဒီစကေးကိုရွေးတင်လို့ထင်တယ်ဘာလို့ဆိုရင်တောက်လျှောက်ကိုပြစ်တဲ့ damage တိုင်းမှာအပွားခေါ်နိုင်တဲ့အပွားခေါ်နိုင်တဲ့လောက်ပေါ့နော်ဒါပြစ်တဲ့ damage enemy ကို damage ချိတဲ့အချိန်တိုင်းမှာဒီဟာလေးကကိုယ့်ရဲ့ HP ကိုပြန်ပြီးတော့တက်စီမှာပေါ့နော်အားကြောင့်လို့ကဲဒီဟာလေးကတော့ဒါအခုဒီ 4.3 new version update ရဲ့ဟိုဘယ်လိုပြောရမလဲဒါ chicken dinner dance လေးပေါ့နော်ကဲဒီမှာတော့3ယောက်နေရာစီးနဲ့တိုက်ပတ်နေပါတယ်လို့အရှိကတော့ missing ကိုလိုက်ပါ missing နဲ့အတူတူစောင့်ရင်လည်းဒါ error မှာ chicken ရသွားတာလေးကိုပြန်ပြီးတော့တင်ထားပါကိုရီးယားတော့ဟိုလောလောဆယ်တော့ run တော့မစော့သေးဘူးပေါ့နော်ဒီ error လေးမှာ event လေးအကြောင်းလေးလာနေနေဒါ စော့နေတဲ့ကာလမို့လို့ error လေးမှာရတဲ့ chicken လေးကိုပဲအရင်တင်ထားလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်